များလို့တော့မသိပြီပဲကျွန်တော်အကျင့်တစ်ခုရှိတယ်အဲ့ဒါက perfect fiction တဲ့တဲ့များအကောင်းဆုံး fiction တဲ့လို့ကျွန်တော်ငယ်ရကိုယ့်ကိုညံကောင်းတယ်သူများထက်တာတယ်လို့ပဲထင်ခဲ့တာအခုတော့အဲ့လောက်တော့မဆိုးတော့ပါဘူးဘာကောင်းမှမဟုတ်ဘူးဆိုတာနားလည်လာပါငယ်ငယ်ကတော့အဲ့ဒီ ego ကြောင့်ပို့ပြီးကြိုးစားခဲ့တယ်လို့သူများထက်လည်းပို့ပြီးရှေ့ရောက်ခဲ့တယ်ရွာမှာပြောပါတယ်ကြီးလာတော့ပညာရေး resource တွေပတ်ဝန်းကျင်ကလူတွေရဲ့ guide လုပ်ပေးနိုင်မှုလမ်းပြပေးနိုင်မှုတွေအရာမျိုးပေါ်ကလူတွေကအများကြီးပို့ပြီးတော့တိုးတက်ဖို့ခွင့်ရရှိတာတော့သဘောပေါက်လက်ခံလာပါတယ်အခုတော့အဲ့ဒီ ego ကြောင့်ပြောအောင်အဲ့ဒါအခုထိကျွန်တော်အုံတော်ထဲမှာဆွဲနေတော့ဗျ perfection နဲ့ဖြစ်မှန်းမသိဖြစ်နေတာဘယ်သူမှတော့ကျွန်တော်စီကနေပြီးတော့လိမ္မာရမယ်လူကြီးချင်းဖြစ်ရမယ်အမှတ်တွေကောင်းရမယ်အဲ့ဒါမျိုးဖိအားမျိုးမရှိတော့ဘူးဆိုပေမဲ့ပေါ့ကိုယ့်ကိုပေးရဖိအားတော့တော်လည်းပြောင်းမသွားအောင်စိတ်ထဲမှာ moral conflict ဖြစ်နေတာပေါ့စိတ်ထဲမှာလူကြီးမိဘတွေကဒီကောင်လေးကလိမ္မာတယ်လူကောင်းသူကောင်းလေးလို့ထင်နေတော့မဲလို့တော့ကျွန်တော်စိတ်ထဲမှာထင်နေပြီတော့မဲအဲ့ဒီလူကြီးတွေရဲ့ expectation လူတွေရဲ့ expectation တွေအတိုင်းလိုက်ပြီးတော့နေချင်းနေပြီတော့မဲ I really don't want to let them down ဒါပေမဲ့အခြားတစ်ဖက်မှာတော့ကျွန်တော်ရဲ့ nature လူတွေကကိုယ်စီမှာမရှိတော့ပို့ပြီးလူချင်းရရမလားကျွန်တော်ထင်တာတော့အဲ့ဒါကြောင့်မို့ကျွန်တော်ကကြီးလာတဲ့အခါမှာပို့ပြီးတော့ပြပြတေးနေလာတယ်ပို့ပြီးတော့ပျော်ပါမက်လာတယ်လို့ယူဆမိတယ်ဒါလုံးဝမှန်တရားမဟုတ်တော့မှစိတ်တစ်ပိုင်းတော့မှန်တယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီမှာဒါပဲ standard ဖြစ်ပြီးတော့ moral conflict ကပိုဆိုးသွားတာပဲအရင်လိုလူကြီးမိဘတွေကဒီကောင်လေးလိမ်မာလိုက်တာလို့ပြောခင်ရတာအဲ့လိုမျိုးပြောခင်ရရင်မိဘတွေက proud ဖြစ်တာကိုလိုချင်မိနေတော့မယ်လေတစ်ဖက်မှာကျတော့လေကျွန်တော်ရဲ့ lifestyle ကအခြားလူပြမဆိုင်နေခြင်းလို့နေမယ်ဆဲပုံစံမျိုးခြားသူ့ကိုမထိခိုက်တူရင်ကျွန်တော်ပြောနေလို့ရတယ်ဆိုတော့မွေးရပါလို့ခွင့်ရတော့ကျွန်တော်ကတော့ယူဆထားတာပေါ့အဲ့လိုမျိုးခံယူချက်နဲ့ပဲကျွန်တော်ခံယူစရာမဟုတ်တဲ့အခုလိုမျိုး public မှာအခြားသူတွေကိုပြောပြခြင်းတဲ့အရာတွေကိုလုပ်မိတာပေါ့နောက်တော့တကယ်မရတာပါ we only have one life we have very little time to get about what other people think ဒါပေမဲ့ပြဿနာတစ်ခါလေမှလေလွင့်တာဆိုတာစီကြော်ပါတာပဲအဲ့ဒီမှာငယ်က perfection နဲ့ personality အပြန်ဝင်လာပြီးတော့ကိုယ့်ကိုပြန်ပလိမ့်တော့ပါပဲအဲ့ဒီနေရာမှာအဲ့ဒီတုန်းကအဲ့လိုမျိုးဆုံးဖြတ်ချက်မချခဲ့တဲ့ဘူးငါလိုမျိုးလူတယောက်ကဒီထက်ပိုပြီးကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုချခဲ့တဲ့တာပေါ့ဆိုပြီးတော့ကိုယ့်ကိုပြန်ပလိမ့်ပါလေရော trust me ကိုယ့်ကိုပြစ်တင်တာအခြားလူတယောက်ကကိုယ့်ကိုပြစ်တင်တာထက်အများကြီးပိုဆိုးတယ်ဘာလို့လဲဆိုတော့ကိုယ့်ကိုဆိုရင် excuse စင်ညူတွေပေးလို့မရဘူးလေငါဒါကိုယူရပြီးလောက်တာမဟုတ်ပါဘူးလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့ဒါကိုယူရပြီးလောက်တယ်ဆိုတော့ကိုကသိနေတာအောင်အဲ့လိုမျိုးသိအောင်ကိုယ့်ကိုပြန်ပြီးစင်ညူနဲ့လှည့်လာလို့မရအောင်လေကျွန်တော်ကလုံလောက်ညံခေါင်းတဲ့စဉ်းစားဖြစ်တယ်လို့တော့ယူဆမိတယ်။တော်တော်လေးလောက်ရကြီးကိုဒါကြီးကအမြင့်တောက်တီလွယ်ကြီးပါဆိုပြီးတော့ကျွန်တော်စိတ်ကသိနေရတယ်ဗျာ။အဲ့ဒီမှာအဲ့လိုမျိုးကြာလာတော့ငါတော်တော်မကောင်းတဲ့ကောင်ပါလားဆိုပြီးတော့ကို self esteem ကကြာလာတယ်။အဲ့ဒီမှာ self esteem ကကြာလာတော့self respect ကကြာလာတယ်။ self respect ကကြာလာတော့self confidence ကကြာလာရော self confidence ကြာလာရင်တော့ကိုယုံကြည်မှုပျောက်ဆုံးသွားပြီးတော့ဘာလို့အောင်မြင်မှာမဟုတ်တော့တကယ်ပဲကိစ္စတော်တော်များမှာအရင်တော့ကိုယ့်ကိုဒါပဲဖြစ်လုံနိုင်တယ်ဖောင်ဆိုရင်တိုင်းနဲ့ဆိုရဲစိတ်မျိုးပြည့်ပြည့်နဲ့ကြာလာတယ်ပေါ့ဗျာအဲ့ဒါနဲ့လူများအဆင်ပြေဘူးလူများအဆင်ပြေရောကိုယ့်ကိုပြန်ပလိမ့်အဲ့ဒီမှာစကလေတော့တာပဲဒါကိုဖြည့်ရှင်းနိုင်တဲ့ quick fix တော့ရှိရယ်ပြန်လန်းနေပေါ့ဒီတော်တော်များလေးလောက်လက်သေးထားမိရယ်ကျွန်တော်ပြောလိုက်ရင်ဆဲဖင်ရမယ်ဆိုတာသိပေမဲ့မထူတော့ပါဘူးကျွန်တော်ပြောပြမယ်သူတော်များကအဲ့လိုမျိုးမကောင်းနိုင်လို့ပြီးကိုယ့်ကိုဝေဖန်တာတွေကိုစင်ញင်ပေးနိုင်အောင်ဘာသာရေးကိုဖိလုပ်ကြတော့တာပဲကျွန်တော်ပြောတာအခြားလူတွေကိုဟန်ဆောင်ဖို့မဟုတ်ဘူးเนาะကိုလိပ်ပြလုံးအောင်အရင်ဆောင်ပြဖို့ခြားလူတွေအမြင်မှာဒီလူကဘာသာရေးကိုင်ဆိုင်တယ်လို့အမြင်ခံရတော့ဒါတော့ bonus ပေါ့လက်ရှိကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့တိုင်းပြည်မှာအဲ့လိုမျိုးလူတွေများရမလားဖျားရည်သွားလိုက်ကြဖျားရည်ဆောက်လိုက်ကြဖျားရည်လှူလိုက်ကြဘေးနေရရလုပ်လိုက်ကြနေလေ specific တော့ mention လုပ်တော့ပါဘူးဒီ channel ရဲ့ policy နဲ့လည်းမကိုက်လို့ပါအဲ့လိုမျိုးဘာလဲတာလဲ supernatural power တွေဆိုတော့ကုသိုလ်ရတယ်ကောင်းကြီးရတယ်ဆိုရဲကိစ္စတွေကိုအုံနောက်ကဆုံးဖြတ်တက်ချက်နိုင်တယ်မရှိဘူးဗျာအဲ့တော့အုံနောက်ကိုလှည့်တာပို့လို့ရပါငါဟာဖျားတရားလုံနေတယ်လူကောင်းတယောက်ပါဖျားရဲ့လမ်းစဉ်အတိုင်းပဲလုံနေတယ်ဖျားရှိခိုးတယ်ဖျားကြောင်းသွားတယ်ဆိုတဲ့လူကောင်းတယောက်ဖဲဆိုပြီးကိုယ့်ကိုပြန်ပြီးတော့ confess လုပ်နိုင်တယ်ဗျာအဲ့မှာကိုလိပ်ပြလုံအောင်ပြီးတော့ပုံမှန်ကိုဆိုတာကအရင်ဆိုးရလို့မထင်တော့ဘူးငါအနေနဲ့တော့ဖျားတရားလုံနေတာပဲဖျားတရားကန်ဆိုင်ပြီးတော့လူကောင်းတယောက်ဖြစ်နေတာပဲဆိုပြီးတော့ကိုပြန်လိန်ကြတယ်ဗျဒါပေမဲ့အဲ့ဒီလမ်းကကျွန်တော်လည်းတိတ်ပြီးလုံးဝဖြစ်ဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်ကမီယိုဖလာအဲ့ဒီ supernatural power တွေကိုကိုယ်ွယ်တဲ့ဘုရားဘာသာတရားမဟုတ်လို့ဗျဘုရားဘာသာတော့ဘုရားဘာသာစစ်ပါကျွန်တော်ကဗုဒ္ဓဟောပြောခဲ့တဲ့ဘဝနေနည်းတွေဘဝမှာတော့နားမရအောင်တာယာအေဂျင့်အောင်ဘယ်လိုနေရမယ်ဆိုတဲ့ဓမ္မတွေကိုပဲကိုယ်ွယ်တဲ့လူဆိုတော့အဲ့ဒီ supernatural power တွေ
ဘာဖြစ်တယ်ညာဖြစ်တယ်ဘာလို့ရင်ဘာဖြစ်မယ်ဒါလို့ရင်ညာဖြစ်မယ်ဖျားချစ်ခွင့်ရင်ကုသိုလ်ရမယ်ဆိုတဲ့ကိစ္စတွေကကျွန်တော်လည်းတော့တိတ်ပြီးတော့မကြိုက်ဘူးပြောရမယ်ဒီတိုင်းပဲကျွန်တော်ကလူကောင်းတယောက်ပဲဖြစ်ရှင်တယ်လေလူကောင်းတယောက်ကခေါင်းနဲ့လောက်ရတယ်တော့ရင်လူကောင်းတယောက်ဖြစ်တယ်ဖျားချစ်ခွင့်ဒီလိုလူကောင်းတယောက်ဖြစ်မယ်လို့တော့ကျွန်တော်မထင်ဘူးဒါပေမဲ့ဖျားချစ်ခွင့်ကမကောင်းလို့တော့မပြောပါဘူးနှလုံးသွင်းထားတာကောင်းတယ်ဒါပေမဲ့ကဘာယူရတော့မကောင်းဘူးလေဟုတ်တယ်မလားတနေ့ကို3ခါလောက်ဖျားချစ်ခွင့်တာတွေပါဠိပဲလည်းနားမလဲတယ်ပါဠိလိုဖျားတာတွေယူပြီးတော့ငါဘာသာတရားကိုင်ဆိုင်တဲ့ဘုရားဘာသာဝင်ကောင်းတယောက်ဖြစ်ပြီးဆိုပြီးကျွန်တော်ကိုကျွန်တော်အဲ့လိုမျိုးယုံသွင်းလို့မရဘူးဗျကျွန်တော်ဉာဏ်ရအဲ့ထက်တော့အများကြီးပို့ရလို့ခံလာမိတယ်ကောင်းတော့ရတကယ်လုံးမှတကယ်ကောင်းတဲ့လူဖြစ်မှာလို့ပဲကျွန်တော်ထင်တယ်တော်တလွဲလုံနေပြီးတော့ဒီနေ့ကိုအချိန်60လောက်ဖျားကိုဖင်မှုတောင်းထောင်ပြီးရှစ်ခိုးနေဖျားเจ้าနေသွားနေဖျားသားရွတ်နေဆိုရင်လည်းကျွန်တော်ကဒီလူကတကယ်သတ်တလွဲလူပဲဆိုပြီးကျွန်တော်တော့ထင်နေတော့မယ်စကားတွေကဟိုရောက်တည်အောင်ချက်တော့ပြီး topic ကိုပြန်သွားရအောင်အဲ့တော့ကျွန်တော်ကတော်လွဲလုံနေတဲ့တော်လွဲကောင်းကြီးပဲဆိုပြီးကိုပြန် play နေတဲ့ကိစ္စကိုဘယ်လိုဖြေရှင်းမလဲကျွန်တော်ဖြေရှင်းတာကတော့ကျွန်တော်စာအုပ်တွေပို့ဖတ်တယ် movie တွေပို့ကြည့်တယ်လူတွေအကြောင်းကိုပို့လေ့လာတယ်ဘဝဉာဏ်လူတွေအကြောင်းကိုပို့ပြီးသိအောင်ကြိုးစားတယ်ဘယ်လိုအခြေအနေမှာဒီလူကဘယ်လိုခံစားချက်ကြောင့်မို့ဘယ်လိုခံယူချက်ကြောင့်မို့ဒီလိုဆုံးဖြတ်ချက်မျိုးချသွားလဲဆိုတာမျိုးကိုကျွန်တော်ကြိုးစားပြီးလေ့လာတယ်ကျွန်တော်ဆိုရင်ဘယ်လိုလုပ်အောင်လဲဆိုရဲနိုင်ရှင်းချက်မျိုးနဲ့ကျွန်တော်ပြန်ပြီးတောင်းတတ်တယ်ပေါ့ဗျာအဲ့ဒီမှာသိလာရတာတော်တော်လေးလုံနေတာကျွန်တော်ကြောက်ထဲမဟုတ်ဘူးလူတိုင်းမှာပဲလားဆိုတာသိလာ no one is perfect တော်တော်လေးအမားလေးဆိုတာဘဝရဲ့တစ်စိတ်တစ်ပိုင်းတွေပေါ့ကိုကြောက်ထဲမှာမဟုတ်တာအဲ့လိုမျိုးနားလည်လာအဲ့လိုမျိုးလက်ခံနိုင်လာတယ်ကျွန်တော်ကတော်တော်လေးကောင်မဟုတ်ပဲလူသားဆန်သွားအမားလေးလုံနေပြီးရဲ့လူသားတစ်ယောက်ပါပဲလားဆိုပြီးနားလည်လာတယ်ဒါပေမဲ့အမားလုံတာပုံမှန်ဆိုပေမဲ့အကျဉ်းရုပ်တာ evil ဖြစ်တာတော့ပုံမှန်မဟုတ်ဘူးเนาะ you should be really ashamed of yourself for that matterဆိုတော့အခုကြည့်နေလူတွေမှာကျွန်တော်လိုမျိုးလူတွေပါတယ်ဆိုရင်တော့ကျွန်တော်ပြောချင်တာက be easy on yourself you are also a human being ဘယ်သူမှဝေကြရဆင်းလုံးချုံမွေးလာတာမဟုတ်လားဗုဒ္ဓမြတ်စွာကိုယ်တိုင်တော့မှဘယ်ဟာအမှန်လဲဆိုတာသိဖို့အမှားတွေဆက်မလုပ်မိဖို့အချိန်တစ်ခုကြာအောင်ဉာဏ်ပညာကိုလေ့လာရှာဖွေစီးပူးခဲ့ရတယ်ခရစ်ယာန်မှာဆိုလည်းပြောပြီးသား humans are born with sins အဲ့ဒါကိုမှကျွန်တော်တို့တွေကဘာကောင်းကြီးတွေမို့လို့အမှားတွေမလုပ်ဖ ೇನೆ ပွားအောင်ဖြစ်တတ်နိုင်ပါလေ